ရဲကျော်ကြီးရွာရွှေကျော်ပရိုက်တာလူငယ်ဖွဲ့နဲ့ရေဘေးအလူတော်မှတ်တမ်းအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကမှာကျွန်တော်ဒန်လေးတို့ဟာရွှေကျော်ပရိုက်တာလူငယ်ဖွဲ့နဲ့တူကျောင်းကုန်းမြို့ဤနေဘက်တနေရာဖြစ်တဲ့ရေလွမ်းမိုးနှင်းမြုပ်နေသောရွာလေးတရွာမှာတွားရောက်ကူညီလူဒန်းပေးခဲ့ပါတယ်ခင်ဗျာအဲဒီရွာလေးရဲ့နာမည်ကတော့ပန်းမင်စိတ်ကြီးရွာပဲဖြစ်ပါတယ်ရှင်များကတော့ဘုန်းရဲ့တာသမီများအမှုထား၍ရွှေကျော်ပရိုက်တာလူငယ်ဖွဲ့ရဲကျော်ကြီးရွာဒေသခံများနဲ့ဒီပရောက်တကားမှများဟာတရားကြည်ပြူစွာဖြင့်လက်စလူဒန်းကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့သွားရောက်လူတဲ့ရွာ၏နေရာတော်များများဟာမြင်းရည်၏အချိန်ကြောင့်အိမ်တော်စုအတော်များများ၏နေအိမ်များဟာရေလွှမ်းမိုးနှင်းမြုပ်ချခံခဲ့ရတယ်လို့လည်းသိရှိရပါတယ်ကျွန်တော်တို့တွေထိုရွာလေးကိုရောက်ရှိဖို့လမ်းမှာခက်ခဲများစွာကိုဖျက်ကျော်ခဲ့ရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီကမှာကျွန်တော်တန်လေးတို့နဲ့ကျွန်တော်တို့ရဲကျော်ပရိုက်တာလူငယ်ဖွဲ့ဟာရေဘေးဖြစ်နေတဲ့ဒေသတွေကိုသွားရောက်ပြီးတော့သားနဲ့ရိတ်ခါတွေလူဒန်းတာဖြစ်ပါတယ်ပေးရတယ်အများကြီးပေးရတယ်သို့နေအပင်ပေးရပေးရတယ်ပိတ်ကုန်တယ်ဟိုဘက်အပင်ပေးရပေါ်မယ်လမ်းဆိုဒီမှာကုန်းလမ်းမဟုတ်ပါဘူးခင်ဗျာရေများစွာဖုံးလွှမ်းနေသောမြေရည်ပြည်ကြီးနဲ့အတူဘေးရာများကျက်တိတ်ကထိုရွာလေးတရွာလုံးနေပါဟာရေပြင်ကြီးများဖြင့်ဖုံးလွှမ်းနေသည့်အတွက်ရေလမ်းများဖြင့်သာခက်ခဲစွာတွားရောက်လူဒန်းခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာဒေသခံရွာသူရွာသားများဟာကုန်းမြင့်ရာသာသနိကအဆောက်အဦဖြစ်တဲ့မိမိတို့ရွာကိုးနှဝင်းဘုံတော်ကြီးကျောင်းတွင်မှာရေဘေးရှောင်က
တဲခုနေကြရတယ်လို့စိတ်မကောင်းစွာသိရှိရပါတယ်ခင်ဗျာ လုံနိုင်တာပရာဟိတဝါ ဒါကတော့ရွာလမ်းပဲပြပါရပါတော့ရွာလမ်းတော့မြုပ်တယ်နော်ရွာလမ်းတော့မြုပ်ဒါဘာရွာလို့ခေါ်ပန်းမင်းစိတ်ပန်းမင်းစိတ်ပါဟိုရွာလမ်းတော့တောင်လို့ဒီကကြောင်သားတွေဘယ်လိုသွားလဲလေတွေနဲ့ပဲတန်းဟောဟောအဲတော်သေးတော့တပတ်တော့ပဲ တော့တော့တစ်ခါပဲပိတ်ပြီးပြီ ဘာသာသာသနာလူကြီးများမ ဟိုအိမ်ကဘယ်လိုအိမ် ကိုကျူစွန်ငါကိုအများအကျိုး ဆက်ဘယ်နှခွင့်ချအောင်လဲ တော်လည်းမတော့ပိုက်ထားရရတော်လည်းမတော့ပိုက်ထားရ ဟုတ်လားချအောင် ရွာကြီးပေါ့နော်ဟိုမှာဟိုကရိုက် မြစ်တာရည်ကြီးပြန်မလီမြောင်းဝေ ထိုရေဘေးရှောင်အိမ်တော်သူများကိုတန်ရေတန်မုတ်ချောက်ကြက်ဥခေါင်းဆွဲကြောင့်နှင့်ကျမ်းမိုင်ထောက်ကူပြုဓာတ်စာတုံးများကိုတရားကြည့်ပြုစွာလူဒန်းကူညီခဲ့ကြပါရခင်ဗျာ ကိုကလွယ်ဝိရိယပရာ ဒီလိုလမ်းကိုလည်းအစီအစဉ်ရင်းရည်တွေစာတင်ပြီးတော့ဒီလမ်းကိုအစီအစဉ်ကိုဖန်မှာဖြစ်ပါတယ် ကိုကျူအတန်း ။ဒါပေမဲ့ဒီနေရာအလူနဲ့အဝိုင်းနဲ့အလူနဲ့ဒီဒုက္ခလူတွေရတဲ့တရားဓမ္မအပေါင်းကိုတော့ကနေပြီးတော့နမောတတသုံးခြင်းဒီပညာပြပြအခမ်းအနားစတင်ဖန်လိုက်ကြလို့နမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအယောက်ပြီးတော့လူရန်တဲ့အပေါ်မှာလည်းတပည့်တော်အလုံးစုံဓမ္မဝန္တာကျင့်တဲ့ဒီလိုနေရှိပါရဲ့ဗျာအားလုံးကိုယ်တော်တာတနိုင်တပိုင်းမှာပြီးတော့ဒီလိုကဒီကောင်းတဲ့ဒုညရဲ့ပုဂ္ဂိုလ်များများတယ်ဒါတဲ့အများကြီးထဲမှာကိုယ်ရည်ပြီးတော့ဘယ်လိုလဲရလို့သာတဲ့ဒီလိုကြောင်းတဲ့ဆရာတော်ကြီးကနော်တို့ဘာလို့လဲရလို့ဘုရားဒီမှာဒီလိုရဲ့အာရမတွေဒီလိုဒုက္ခတွေတို့ရမှာလေအရှင်ရမယာလူရန်ကြီးကအခုလိုမျိုးဒီလိုဒုက္ခတရားဓမ္မတွေဟောကြားပေးတာနဲ့သိတယ်ဒီလိုမျိုးလာရောက်ပြီးတော့ဆင်းရဲပါဗျာဆိုပြီးတော့ဒါကိုယ်ရည်နေပြီးတော့ဖိတ်နိုင်တော့ ပရာဟိတခီဘာသာသာသနာလူမှုရေးများမကြံကိုကျူစွန်ငါကိုအများအကျိုးအတွက်ဆောင်ရွက်သူတွေလောကကိုအလှဆင်ငါရေးဘာသာလူမျိုးစင်တမ်းမခွဲကြပဲကံလက်တွေရဲ့လမ်းနေမြစ်တာရည်ကြီးပြန်မလီမြောင်းဝေနေ ဟောစေသောဘုသောအညာယူတော်မူတာဘောသာဓုသာအလိုရှင်ဘုရားဘုရားသာရတဲ့ဘောဟာဘာလဲဘာဘောတော်ကိုတဲ့ကြမှာဉာဏ်တော်ဆန္ဒနဲ့ပြုပါတော်မူသည်ကဲဆရာ စိတ်ထားရှိသူတို့သာတကယ်မမြတ်တဲ့အလုပ်ကိုလုပ်နိုင်တာပရာဟိတဝါ
ထို့ပြင်ကျွန်တော်တို့သွားရလမ်းတစ်လျှောက်ရှိရန်ကုန်ပသိမ်ကားလမ်းမကြီးနဘေးတွင်ရေဘေးရှောင်အိမ်တော်စုများနှင့်အတူတရိတ်ဆန်များကိုယာယီတဲငယ်လေးများဖြင့်စိတ်မကောင်းစွာနဲ့ပဲတွေ့ရှိလာခဲ့ရပြန်ပါတယ်ခင်ဗျာရဲကျော်ကြီးရွာရွှေကျော်ပရိုက်တာလူငယ်အဖွဲ့ဟာနေ့စဉ်နေ့တိုင်းရေဘေးတက်နေရချို့ကိုလိုက်လံကလူဒန်းလေးရှိပါတယ်။နောက်ရက်များတွင်လည်းကြံရှိသောနေရာများကိုတတ်နိုင်သောရှုထောင့်မှာတွားရောက်လူဒန်းကြအောင်ပါပါ။ထို့ကြောင့်မိမိတို့တမြေတဲ့သားချင်းဖြစ်တဲ့မိမိတို့တိုင်းဒေသကြီးအတွင်းမှာဖြစ်နေတဲ့အခက်ခဲလေးတွေကိုအပြန်အလှန်ဖေးမကူညီရင်ကုသိုလ်ပြုကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ယခုလိုရေကြီးရေရှမ်းမှုဖြစ်နေတဲ့အချိန်မှာရေဘေးသိနေသောဒေသခံများနဲ့အတူထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာထို့အတွက်ကြောင့်ရေကြီးရေရှမ်းနေသောဒေသခံများအနေဖြင့်အဆအဆရရပြုဆိုင်ရင်အမြန်ဆုံးအဆင်ပြေနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒန်လေးပဲဖြစ်ပါတယ်ခင်ဗျာ